ဝိပဿနာဆိုတာခန္ဓာကဘာပြောတယ်ဆိုတာစောင့်ကြည့်ရတာဝိပဿနာလို့မှတ်လိုက်စမ်းခန္ဓာကပြောတာစောင့်ကြည့်ရတာဝိပဿနာခန္ဓာကပြောတာကိုစောင့်ကြည့်ရတာဝိပဿနာဆိုတာဘုန်းကြီးတို့ဓမ္မတွေအလွန်ခဲရင်တယ်လို့အောက်မေ့ပြီးဒီကလာနေကြညားတယ်ဆရာမပြနီးမရလို့သာလျင်ဥက္ကမောရဲ့ရှုပ်ပွေးနေတာမှန်ပါပါသေးသေးချာချာရှင်သာရိပုတ္တရာကဟောတာကတော့ဝိပဿနာကွာတဲ့အရှိခန္ဓာကြီးကပြောတာမင်းတို့ကစောင့်ပြီးကြည့်နေဖို့ပါပဲဝိပဿနာဆိုတာအရှိခန္ဓာကြီးကပြောတာစောင့်ကြည့်ကြပါဒကာဓမ္မတို့ခန္ဓာ၅ပါးရှိတရားကြီးကအမျိုးမျိုးသောဟောက်ပြန်မှုအမျိုးမျိုးသောပျက်စီးမှုတွေကိုပြတာကိုဒီကညာနဲ့စောင့်ကြည့်နေပြီဆိုမှပြန်ဒါဝိပဿနာဖြစ်တော်တာပဲလို့ဥပါဒဏ်တို့ခမောင်းတို့မှတ်ဖို့ပေါ့မှန်ပါဗျာဟောဒါဖြင့်အားလုံးဓမ္မတွေဝိပဿနာဆိုတာရှုရမယ်လို့လားစောင့်ပြီးကြည့်ရမယ်လို့လားဆိုတာသတိထားပါစောင့်ပြီးကြည့်ရမယ်လို့နော်ဓမ္မတွေဥပဒနာဆိုတာဘာပါလဲစောင့်ပြီးကြည့်ရမယ်လို့စောင့်ပြီးကြည့်နေတော့သူယူဘခန္ဓာကလည်းယုတ်တိတိယူပန်းဆိုတော့လေသူကတော့ဖောက်ပြန်တာခန္ဓာ၅ပါးကလည်းတို့ကျန်တဲ့ခန္ဓာတွေကလည်းဘာလို့ပန်နေမလို့ဆိုသူတို့လည်းအကုန်ပဲလောကနာပလုဒနာထင်တာလောကောလို့ဆိုသောကြောင့်ခဏခဏဖြစ်လိုက်ပြက်လိုက်သူတို့နေတာပဲအဲ့တော့ဒါကိုဘုန်းကြီးတို့ဓမ္မတွေကစောင့်ပြီးဒီကလာထိုင်ဘုရားရှိခိုးထိုင်ကိုယ်ရတဲ့မှာပဲထိုင်မထိုင်ရင်ဘယ်လည်းပဲနေခြင်းသလိုနေပါဘုရားသခင်ကိုရမေကြီးကဥပဒနာရှုတာဘယ်လိုနေရမယ်လို့မဆိုပါဘူးဘယ်နဲ့ကြောင့်ဘယ်လိုနေရမယ်လို့မဆိုဘူးလို့ဆိုရတယ်ဆိုတော့ဥက္ကမောင်တို့ကသတိထားမိပါလိမ့်မယ်နော်တရားနောဝတရားနောမိတိပဇာနာတိဆိုတော့အိုအိတ်တာလည်းအိတ်ရရှုกว่าလို့ပြောမှန်ပါပါကိစ္စံတော်ဝကိစ္စမိတိပဇာနေအိုသွားတာလည်းသွားရင်ရှုရတာပဲမပြောဘူးလားပြောပါဘူးဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေကဥပဒနာဆိုတာကအပမဝခင်တော့ထိုင်ကြတာပေါ့ဗျာနောက်အပဝလာတဲ့ခါကျတော့ဖြင့်အားလုံးဥပါတို့ဘာမှမလိုတော့ဘူးတွေ့တဲ့အချိန်ဟာသူကပြောတဲ့အချိန်ဥပဒနာချိန်ကြီးမှတ်လိုက်မှန်ပါဗျာရှင်းမလားရှင်းပါဗျာခန္ဓာကပြောတဲ့အချိန်ဟာခန္ဓာဆိုတာကလည်းဓမ္မတို့ဘယ်ချိန်မပြောဘူးလို့ဘယ်တော့မှမယူနဲ့အမြဲတမ်းဖောက်ပြန်ပြည့်စည်တတ်တဲ့ခန္ဓာကြီးဖြစ်နေတော့သွားလည်းဖောက်ပြန်ထိုင်လည်းဖောက်ပြန်အိတ်လည်းဖောက်ပြန်စောင်းနေလည်းဖောက်ပြန်တာပဲသမင်းစားနေလည်းဖောက်ပြန်တာပဲဆဲလေးတောင်းနေလည်းဖောက်ပြန်ပြည့်စည်နေတာပဲကျိုးတာပဲ့တာလေဩဒါဖြင့်ဥပါဒံတို့သေးသေး